မင်္ဂလာပါကျွန်တော်စီမှာဒါနဲ့ထိုးသားဓာတ်ရိုက်တွက်ဖက်ပြီးတော့မှသုံးမိနိုင်တဲ့2D online software လေးကို customer တယောက်ကနေပြီးတော့မှဒါလာရောက်ပြီးတော့မှအဲ့နဲ့တို့ကြောင့်မို့ကျွန်တော်လက်ရှိဒါရေးလက်စ software လေးဖြစ်ပါတယ်ဒါပေမဲ့အဲ့ customer အကြောင်းမျိုးကြောင့်မြည်ပြတော့တဲ့အတွက်ကြောင့်မို့ကျွန်တော်လူကျင်တဲ့သူများရှိလို့ရှိရင်ကျွန်တော်ဈေးကို short ပြီးတော့မှကျွန်တော်ရောင်းမိမှာဖြစ်ပါတယ်เนาะပုံမှန်ကတော့ကျွန်တော်တို့ဒါ340နဲ့ကျွန်တော်လက်ခံထားတဲ့ project ဖြစ်တယ်ဒါပေမဲ့ customer ငွေကြီးခက်ခဲဖြစ်တဲ့ခါကျတော့ဒီစေရန်ငွေတောင်မပေးနိုင်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒါလေးကဆက်ပြီးတော့မှသူမလုပ်ဖြစ်တော့ဘူးเนาะမလုပ်ဖြစ်တဲ့ခါကျတော့ကျွန်တော်ဆက်ပြီးတော့မှဒီ software လေးကိုလိုချင်တဲ့သူရှိရဆိုရင်ကျွန်တော်ဆက်ပြီးတော့မှရေးပေးပါမယ်အဲ့တော့ဈေးနှုန်းကလည်းကျွန်တော်က340ကိုကျွန်တော်35သိန်းနဲ့တစ်နှစ်စာပါကြီးပါဝင်ပြီးကျွန်တော်ရောင်းချပေးမှာဖြစ်ပါတယ်အဲ့တော့ဒီလောလောဆယ်ကျွန်တော်ရေးထားတဲ့အပိုင်းလေးတွေကိုကျွန်တော်နမူနာနဲ့ပြပါမယ်เนาะအရင်ဆုံးကျွန်တော်တို့ဒါလေးတွေကတော့ကျွန်တော်တို့ဒါနမူနာထည့်ထားပါเนาะဒီ logo လေးတွေဒီရွှေ2D3 ဆိုတာဒါနမူနာနေနဲ့ထည့်ပြီးရေးထားဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ဒီမှာအရင်ဆုံးကျွန်တော်တို့ဒါ user ဘက်ကနေပြီးတော့မှ account ဖွင့်မယ်ပေါ့เนาะ account ဖွင့်မယ်ဆိုရင်ကျွန်တော်ဒီမှာ account ဖွင့်ရန်လေးကိုနှိပ်ပြီးတော့မှဒီနေရာမှာ user ရဲ့အမည်ရဲ့ဖုန်းနံပါတ်ရဲ့လှုပ်ဝက်နံပါတ်ကိုထည့်ပြီးမှာဖြစ်ပါတယ်အဲ့တော့ user ဘက်ကနေပြီးတော့မှသူ့ရဲ့ဖုန်းနံပါတ်ရဲ့အမည်ရဲ့သူထည့်ချင်တဲ့ password လေးကိုကျွန်တော်ထည့်ပြီးတော့မှ account ဖွင့်ရနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါ account ကိုဝင်လို့ရတော့မှာဖြစ်ပါတယ်เนาะဒါ account နဲ့ဝင်လို့ရှိရင်ဒါမြင်တွေ့ရမယ့်ပုံစံဖြစ်ပါတယ်အဲ့တော့ user ဘက်က account ဖွင့်လိုက်ပြီဆိုတာနဲ့ admin ဘက်မှာဘယ်လိုသွားပြီးတော့မှပြပေးမလဲဆိုတော့ပြပြပါမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီအသုံးပြုသူများဆိုရှိပါတယ်เนาะဒီထဲမှာကျွန်တော်ဒါ user ဘက်ကဖွင့်လိုက်ပြီဆိုတာနဲ့သူ့ရဲ့password ကို admin ဘက်ကနေပြီးတော့မှကြည့်လို့ရတယ်ပြီးလို့ရှိရင်ဒီအချက်လက်တွေကိုလည်းကျွန်တော် admin ဘက်ကနေပြန်ပြင်လို့ရတယ်ဥပမာသူ့ရဲ့ဖုန်းနံပါတ်တွေပြီးလို့ရှိရင် password တွေကိုဒီ admin ဘက်ကနေပြီးတော့မှပြင်ပေးလို့ရပါတယ်เนาะပြီးရင်ကျွန်တော်ဒီနေရာမှာနောက်တစ်ခုရှိတာပေါ့နော်ကျွန်တော်တို့လောဆယ် user ဘက်ကလက်ကျန်ငွေက0ကျပ်ဖြစ်တာပေါ့နော်သူကငွေသွင်းမထားသေးတဲ့ကြောင့်မို့သူက0ကျပ်ပြနေပါတယ်အဲ့ဒါကိုကျွန်တော်တို့နေရာနေပြီးတော့မှဒီ diet ရိုက်ပေးရင်ပေးရောက်ကနေထုတ်လို့ရတယ်ထည့်လို့ရတယ်ဥပမာကျွန်တော်တခါရဲ diet ရိုက်သွင်းနေဆိုရင်ပေးရင်ပေါ့နော်တခါရဲ diet ရိုက်သူ့ထဲမှာရှိတဲ့ account လက်ကျန်ကို diet ရိုက်ထုတ်နေဆိုရင်ပေးရောက်ကနေပြီးတော့မှထုတ်လို့ရတယ်ဒါမှမဟုတ်ဒီ user account ကိုဖျက်ချင်တယ်ဆိုလည်းဖျက်လို့ရပါเนาะတကယ်လို့အဲ့ user ကိုကိုကခိတခဏပေါ့เนาะယာယီ account ကိုလုံးဝဖျက်လိုက်တာတော့မဟုတ်ဘူးယာယီခဏသူ့ကိုဝင်ရောက်အသုံးပြုခွင့်ပိတ်ထားခြင်းနဲ့ဆိုလို့ရှိရင်ဒါပိတ်လို့ရပါတယ်เนาะဒီလိုမျိုးလေးလည်းကျွန်တော်လုပ်ပေးထားပါတယ်ပြီးရင်ကျွန်တော်တို့ဟုတ်ပြီအဲ့တော့ user ဘက်ကနေပြီးတော့မှသူကငွေသွင်းတော့မယ်ဆိုလို့ရှိရင်ကျွန်တော်ငွေလက်မှတ်တမ်းရှိပါတယ်အဲ့ထဲမှာဆိုရင်ကျွန်တော်ငွေဖြစ်ရန်ပေါ့เนาะငွေဖြစ်အောင်နှိပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါ admin ဘက်ကနေပြီးတော့မှကိုထည့်ခြင်းတဲ့ account နံပါတ်တွေကိုထည့်ထားလို့ရတယ်အဲ့ဒါကိုလည်းကျွန်တော် admin ဘက်ကနေပြပေးပါမယ်เนาะ admin ဘက်ကနေပြီးတော့မှဘယ်လိုထည့်ထားလို့ရလဲဆိုရင်ကျွန်တော်တို့ဒီမှာဘန်အချက်လက်တွေများထဲမှာကိုယ့်ရဲ့ပေါ့နော်ကျွန်တော်တို့ဒီဘန်အမည်ရဲ့ဥပမာကိုက AYP ဆို AYP ပေါ့နော်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဘန်အကောင့်အမည်ပြီးလို့ရှိရင်အကောင့်နံပါတ်ပြီးလို့ရှိရင်ဘန် icon ပေါ့နော်အခုလို AYP icon လေးပေါ့နော်ပြီးရင်ကိုယ့်ရဲ့ QR code လေးရဲ့ပြီးလို့ရှိရင် screenshot ပေါ့နော် screenshot ကတော့ကျွန်တော်တို့ကဒီနောက်ဆုံး ID နံပါတ်6လုံးကိုဘယ်လိုထည့်ရမလဲဆိုတော့ကျွန်တော်နမူနာလေးနဲ့ပြထားတဲ့ပုံလေးတွေပေါ့နော်ပြီးလို့ရှိရင်ဒီ note စာသားလေးလည်းရေးလို့ရပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ account ဒီငွေသွင်းရောငွေထုတ်ရောထည့်မှာလားဆိုပြီးကျွန်တော်တို့ထည့်လို့ရပါတယ်အဲ့တော့ထည့်ပြီးတဲ့ချိန်မှာတော့အခုလိုမျိုးကျွန်တော်တို့ဒီ account ချက်လက်လေးတွေကိုကျွန်တော်မြင်ရမှာဖြစ်ပါတယ်เนาะဒီမှာဆိုရင်ဒါထည့်ထားတဲ့ account ချက်လက်လေးဖြစ်ပါတယ်เนาะအဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ကဒီချက်လက်လေးတွေကိုပြန်ပြီးတော့မှ account တွေပြန်ပြင်နေတယ်ဆိုလည်းပြင်လို့ရတယ်ဖြတ်ချင်တယ်ဆိုလည်းဖြတ်လို့ရပါเนาะဟုတ်ပြီအဲ့တော့ကျွန်တော်တို့က user ဘက်ကနေပြီးတော့ငွေထည့်တော့မယ်ဆိုရင်ကျွန်တော်တို့က KP နဲ့ထည့်မယ်ဆို KP ကိုရွေးမယ်ပြီးရင်ကိုကငွေပေါ်နာဘယ်လောက်ထည့်မလို့ပေါ့နော်ကိုကြိုက်တဲ့ငွေမောက်ကိုလည်းထည့်လို့ရသလိုဒီကနေလွယ်တကူရွေးပြီးတော့လည်းထည့်လို့ရတယ်ပြီးရင်ဆက်လို့ရအောင်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာကိုထည့်ထားတဲ့စောစောကဒီ account ချက်လက်လေးပေါ့နော်ကိုယ့်ရဲ့ account နံပါတ်တွေပြီးလို့ရှိရင်ကျွန်တော်ဒီမှာပေါ်လာပါမယ်အဲ့တော့ကူးယူမယ်ဆိုနှိပ်လိုက်ပြီးဆိုတာနဲ့ user ကနေပြီးတော့မှဒီ KB ကောင့်ကိုသူကကူးပြီးသားဖြစ်သွားမယ်ပြီးတော့တစ်ခါတည်းတွဲလို့ရမယ်ပေါ့နော်ဒါမှမဟုတ်လည်းအဲ့လိုမဟုတ်ဘဲနဲ့ QR code ကနေပြီးတော့မှပို့ကျင်တယ်ဆိုလို့ရှိရင် QR code ကြည့်မြင်နေပြီးတော့မှ user ဘက်ကနေပြီးတော့မှ QR code ကိုကြည့်ပြီးတော့မှဆွဲလို့ရသလိုဒီ QR code ကိုလည်း download ဆွဲပြီးတော့မှ user ဘက်ကနေပြီးတော့ QR code ကိုသုံးပြီးထည့်မယ်ဆိုလည်းရပါတယ်เนาะပြီးရင်ကျွန်တော်တို့အောက်မှာဒီနံပါတ်ကဏ္ဍ6လုံးပေါ့เนาะအဲ့တော့ဆိုတော့ကျွန်တော် screenshot ပို့လိုက်တဲ့ပုံလေးတွေကဒီနေရာမှာဒီလိုပုံစံလေးတွေပေါ်လာမှာပေါ့เนาะအဲ့တော့ user ဘက်ကနေပြီးတော့ဒီ ID နံပါတ်6လုံးကိုဘယ်ကနေဝင်ကြည့်ရမှမသိဘူးဆိုရင်ဒီမှာသွားပြီးတော့မှအလွယ်တကူကြည့်လို့ရပါတယ်ပြီးရင်ကျွန်တော်တို့ဒီနံပါတ်6လုံးကိုကျွန်တော် ID နံပါတ်6လုံးကိုထည့်ရမယ်ပေါ့เนาะထည့်ပြီးတော့ရှင်ကျွန်တော်တို့ဒီတင်ပြမယ်ဆိုနှိပ်လိုက်ပြီးဆိုတာနဲ့သူကစပြီးတော့မှဒီငွေသွင်းမှုအတွက်သူကတောင်းခံထားပြီပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ကစောင့်ဆိုင်းနေစေပေါ့နော်အဲ့တော့ဒါကိုကျွန်တော် admin ဘက်ကနေပြီးတော့မှသွားပြီးတော့မှကြည့်ရပါမယ်နော် admin ဘက်ကနေပြီးတော့ဘယ်မှာသွားကြည့်ရမလဲဆိုရင်ကျွန်တော်ဒီမှာငွေသွင်းငွေထုတ်မှာကြည့်ရပါမယ်ငွေသွင်းမှာဆိုဒီမှာဒီပေါ့နော် note လေးပြနေပါတယ်1ဆိုတာကျွန်တော်ဒီမှာဝင်လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာပထမဆုံးဒီမှာစောင့်ဆိုင်းပေါ့နော်သူ့ရဲ့ငွေသွင်းက9000ကျပ်ဒါဆိုရင်ကျွန်တော် approve လုပ်လိုက်ပါမယ်ဒါဆိုရင်သူ့ဘက်ကနေပြီးတော့မှဒါကျွန်တော်တို့ငွေသွင်းပြီးသားဖြစ်သွားပါမယ်နော်ပြီးလို့ရှိရင်သူ့အကောင့်ထဲမှာလည်းကျွန်တော်ဒီမှာ9000ဆိုပြီးရောက်သွားပါပြီနော်sorry 9000ဆိုပြီးရောက်သွားပါပြီအဲ့တော့သူ့ရဲ့မှတ်တမ်းထဲမှာသွားကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီစောစောငွေသွင်းထားတဲ့ဟာလေးအတည်ပြုထားလို့တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီစာသားတွေကိုလည်းကိုယ်စိတ်ကြိုက်နေပြီးတော့မှ admin panel ကနေစိတ်ကြိုက်ပြန်ပြီးတော့မှပြင်ဆင်လို့ရတယ်ထည့်သွင်းလို့ရမှာဖြစ်ပါတယ်နော်